ကမ္ဘာအင်အားအကြီးဆုံးလို့ကြွေးကြော်ထားတဲ့ American ပြည်ထောင်စုရဲ့အလုံးသားဒေသမှာအခုအချိန်မှာထူးဆန်းတဲ့ကျူးကျော်မှုတစ်ခုဖြစ်ပွားနေပါတယ်။ဒါဟာလက်နက်နဲ့ကျူးကျော်တာမဟုတ်ဘူး။နီးပညာနဲ့သိမ့်ပိုက်တာလည်းမဟုတ်ဘူး။ဒါပေမဲ့ American သမ္မတအိမ်ဖြူတော်ရှေ့အထိတုံးလုသွားစေတဲ့ငင်းချမ်းချင်းရဲ့ကျူးကျော်မှုပါပဲ။ကြည့်လိုက်စမ်းပါ။ဝါဝဲနဲ့သင်္ကန်းရောင်တွေဟာကမ္ဘာအချက်အခြာ Washington DC ရဲ့လမ်းမတွေပေါ်မှာမြစ်တဆင်းလိုစီးဆင်းနေပြီ။ဒါဟာတမိုင်းတစ်လျှောက်အနောက်ကဘာမှာမမြင်ဖူးခဲ့တဲ့မြင်ကွင်းပဲမဟုတ်လားအနောက်နိုင်ငံသားတွေမှာအားလုံးရှိတယ်ပိုက်ဆံရှိတယ်အာဏာရှိတယ်ကဘာကိုလွှမ်းမိုးထားတဲ့ခေတ်မီနှီးပညာတွေအစုံလင်ရှိတယ်ဒါတွေပဲသူတို့မှာစစ်မှန်တဲ့ငြိမ်းချမ်းမှုမရှိဘူးသူတို့ရဲ့နေ့စဉ်ဘဝတွေဟာစိတ်ရုပ်တွေလိုရုန်းကန်နေရတယ်စိတ်ဖိစီးမှုတွေနဲ့ပြည့်နှက်နေတယ်အခုသူတို့ရှာမတွေ့ခဲ့တဲ့အဖြေကိုကျွန်ုပ်တို့ရဲ့မြတ်ဗုဒ္ဓရဲ့သားတော်တွေကအမေရိကန်မြေပေါ်မှာခြေပလားနဲ့သွားပြီးတက်တည်ပြနေကြပြီမိုင်ပေါင်း2300ကျော်ရက်ပေါင်း208ရက်တက်ဆက်ဘီနေရဲ့ပူပြင်းတဲ့လမ်းမတွေကနေဝါရှင်တန် DC ရဲ့အေးဆက်လာတဲ့နှင်းတူကြားအထိဒီခြေလမ်းတိုင်းဟာကဘာကြီးကိုသတင်းတစကားပေးနေတာပါငင်းချမ်းရေးဆိုတာတနက်ပြောင်းဝမှာမရှိဘူးငင်းချမ်းရေးဆိုတာကိုယ့်ရဲ့စိတ်နှလုံးထဲမှာပဲရှိတယ်ဆိုတာကိုပေါ့သင်္ကန်းရောင်လိုင်းပြီးမြို့တဲကိုဝင်လာတဲ့အခါကဘာအချမ်းသာဆုံးနိုင်ငံသားတွေဟာလမ်းဘေးမှာဒူးထောက်လိုက်ကြတယ်ဘာကြောင့်လဲသူတို့မြင်လိုက်ရတဲ့တန်ဃာတော်တွေရဲ့မြင့်ကာကတည်ငြိမ်မှုခြေပပကထွက်လာတဲ့ဒီခံမှုနှလုံးသားတွေကထွက်လာတဲ့မေတ္တာဓာတ်တွေကသူတို့ရဲ့ခက်ထန်းနေတဲ့နှလုံးသားတွေကိုအရေးပျော်သွားစေလိုပါမယ်။ဒါဟာကျွန်ုပ်တို့ကိုးကွယ်တဲ့ဘာသာရရဲ့အရှိန်အဝါပါ။ကျွန်ုပ်တို့ရဲ့ယဉ်ကျေးမှုကျွန်ုပ်တို့ရဲ့ဘာသာရဟာကဘာကြီးကိုစတင်ပြီးလွှမ်းမိုးနေပြီဆိုတာဒါကသက်သေပဲမဟုတ်ဘူးလား။အရင်တုန်းကအနောက်နိုင်ငံသားတွေဟာကျွန်ုပ်တို့ကိုနီးပညာတွေသင်ပေးခဲ့တယ်။အခုတော့ကျွန်ုပ်တို့ကသူတို့ကိုဘယ်လိုအေးချင်းအောင်နေထိုင်ရမလဲဆိုတဲ့ပညာကိုပြန်သင်ပေးနေတာပါဒီလမ်းလျှောက်ပွဲဟာတာမန်စန္ဒပွဲတစ်ခုမဟုတ်ပါဘူးဒါဟာဓမ္မနဲ့လောကအားပြိုင်ပွဲတစ်ခုပါအမေရိကန်ရဲ့အထင်ကရနေရာတွေဖြစ်တဲ့ Lincoln Memorial နဲ့ Capitol Hill ရှေ့မှာဗုဒ္ဓရဲ့တားတော်တွေကငင်းချမ်းရဲ့တရားတော်တွေကိုဟောကြားနေကြတယ်လူတန်းများစွာစောင့်ကြည့်နေတဲ့ social media ပေါ်မှာလည်းဒီသတင်းကတောမီလိုပြန့်နှံ့နေပြီဘာသာရဆိုတာစာအုပ်ထဲမှာပဲရှိတာမဟုတ်ဘူးလက်တွေ့ကြင့်ကြံလို့ရတယ်ဆိုတာကိုဒီတန်ဃာတော်တွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုအနစ်နာခံပြီးတစ်တည်ပြခဲ့တာပါနှင်းလိကျနေတဲ့လမ်းပေါ်မှာခြေပလားနဲ့ရှောက်နိုင်ဖို့ဆိုတာတာမန်လူရဲ့စိတ်တန်နဲ့မခစ်နိုင်ဘူးဒါဟာအဋိဋ္ဌံရဲ့အစွမ်းဒါဟာတမာတိရဲ့အစွမ်းပဲကြည့်လိုက်စမ်းပါအမေရိကန်ရဲ့အရာရှိတွေကလမ်းရှင်းပေးနေတယ်အုပ်ချုပ်ရေးမှူးတွေကကြိုးစိုးနေတယ်ဘာသာပြားတွေကတန်ဃာတော်တွေရဲ့ခြေဆေးပေးနေတယ်ဒါဟာဗုဒ္ဓဘာသာယုံတရားအနေနဲ့ယင်ထဲမှာအနိုင်မဲ့ဂယုယူရမယ့်အချိန်ပါ